နေထားတော့လို့ရှိပါတယ်နော်โอเคဟောဒီနေ့ထောင်းတယ်အဲ့လိုဖြစ်သွားပြီဒီနေ့ amazing ပဲဒီကပြောအောင်ဆိုနေကုန်လုံး6သွားနေတာနေရဆောင်းအောင်မိုက်တယ်အဲ့တော့တောင်ကြီးတစ်မျိုးလုံးတော့မနဲ့သေးဘူးဘာဖြစ်လို့ဆိုတော့ငါဝက်တော့ဆိုင်ငယ်ဝက်တော့ဆိုတော့ဖမ်းစီရှိမှာဆိုတော့ညနေဘက်တော့မဖမ်းတော့မှာတော့မနေ့တိုင်းပဲချမ်းဖမ်းတာခေတိုင်းထိုးပြအဲ့တော့ဒီနေ့ကတော့တောင်ကြီးကိုတနေကုန်လုံးပဲမနက်9နာရီလောက်ကနေစထွက်ပြီးတော့တောင်ကြီးခီးစဉ်ဟိုမညော်မှန်းထားပဲနဲ့ဒီမနက်9နာရီလောက်ကတော့ဟမ်စီဈေးရှိတော့ဟမ်စီကိုသွားပြီးတော့အဲ့လိုနေပါဟိုထမင်းစားမယ်တစ်ပြည့်တောင်းမယ်အဲ့လိုပဲလုပ်ထားဒါပေမဲ့တောင်ကြီးကိုသွားဖို့တောင်ကြီးကိုသွားမယ်ဆိုပြီးတော့စဉ်းစားတာလည်းတော်တော်လေးကြာသွားပြီအဲ့တော့ဒီနေ့မှတောင်ကြီးကိုရောက်ဖြစ်သွားတာပေါ့နော်အဲ့တော့ဒီနေ့ကတော့တော်တော်လေးကိုနန်းဆက်သွားပြီးတော့တော်တော်လေးတော့မနှံ့သေးဘူးတောင်ကြီးတစ်မျိုးလုံးမဖြစ်သေးဘူးအဲ့တော့အခုဒီနေ့လေတာတောင်ပေါ်တက်တယ်တောင်ကြီးပြူပွားရောက်မယ်အခုရွှေဘုံဝင်သွားမယ်ရှေ့တောင်ကြီးစီရောက်တယ်အိုးရှင်းရောက်တယ်နေရာတော့မစုံသေးပါဘူးတောင်ကြီးမျိုးတစ်မျိုးလုံးတော့တိတ်မပတ်သေးဘူးနဲပါပဲဒီနေ့တောင်ကြီးခီးစဉ်တော့ပထမရက်ပေါ့နော်ဒါတောင်ကြီးမျိုးလုံးနှမ်းဖို့ဆိုရင်နည်းနည်း3ရက်လောက်အချိန်လောက်ကြာမယ်နည်းနည်း3ရက်လောက်ဖြစ်သွားမယ်အေးဆေးသွားမယ်ရှုခင်းတွေကိုအေးဆေးကြည့်မယ်အဲ့မလို့โอเคအဲ့ဆိုဒီနေ့ကတော့ချွေဘုံပွင့်ဖျားကိုဆက်သွားမယ်ဒါပြီးရင်တော့အရှင်ဝင်းခီးစဉ်ပြီးသွားလို့ရှင်တော့ဒါတခြားထပ်သွားမယ်ဆိုတော့လည်းစဉ်းစားကြည့်အောင်ခုတော့အရှင်ဘုံပဲသွားမယ် let's go သွားကြည့်အရှင်ဘုံ
ဒီမှာခွေးတွေအများကြီးပဲဒီ view point မှာ view point မှာခွေးတွေအများကြီးဒီမှာလည်းခွေးရှိတယ်တစ်ကောင်နှစ်ကောင်တချို့အိတ်တဲ့သူတွေလည်းအိတ်ဒါပေမဲ့ငါငှက်တစ်ကောင်တွေ့ရခုနပြအောင်ခုတော့ပြောက်သွားဒီနာတော့မှာငှက်ပြအောင်ဒါပေမဲ့ငှက်ကပြောက်သွားတယ်โอเคပွင့်ရင်ရှုဒီဘေးနာတော့ကရှုခင်းလေးကိုလည်းလိုက်ပြဘယ်လိုလဲဆိုဒါကတော့ငါဆိုင်ကယ်ပေါ့နော်ဒီနေ့ကတော့စုံမယ်ထီးပါမယ်အုတ်ထုတ်ပါမယ်ပေါမုတ်ဒါ ocean weather ပေါမုတ်ပါမယ်လက်စွမ်းပဲနို့အသေးပါမယ်အိတ်ပါမယ်လို့ရှင်တယ်မှာ strawberry ရေတံဘူးဒါ ocean နေဒါဈေးထဲဝယ်လာပြီးတော့ဒီမှာတွားကြတိုးရန်ပြီးတော့အသားတုပ်ထိုးပေါ့နော်အဲ့ဒါရေးစားလာအိတ်လေးရေဒါပဲပီနန်အိတ်ပေါ့ပီနန်အိတ်တော့ပီနန်အိတ်လေးဒါဆိုရင်တောင်ပေါ်ရတက်ဖို့ဆိုရင်အဲ့ထိုင်ကြီးဒိတ်ထဲမှာတော့အများကြီးပဲဟိုမှာစာအုပ်တွေရောအုတ်ထုတ်တွေရောဘာညာရှိကြအောင်ပေါ့ကွာโอเค view ပြမယ်နော် view ကတော့နေထားတော့တူတူပါโอ้ซ้อมใหม่เลยครับใส่โอ้ดีน่าตัวใหม่เลยไอ้เรื่องมันนี่สิล่ะมันติวตัวมาเรียนตรงนั้นจะตรงนั้นมงชิดนั้นเราชิดแต่นั้นตรงนั้นเรียนเรียนทิ้งจูไปလေနေတော့ကောင်းတော့မွားဘူးလား let's go ကွာရွှေဘုံမွေအောင်ငါတို့ခီးဆက်ကြမယ်ဟုတ်ထားတယ်ဒီတော့တင်ကဲခီးစားကြအောင်လိုက်ချတော့တက်လာโอเคလက်ညောင်းလိုက်တာခြေဘုံဝဲသွားတဲ့လမ်းမှာတော်တော်လေးတော့မိုက်တယ်ခုနက view point နေရာမပြမိလိုက်လို့ဟုတ်ထားပါ